အားလုံးပဲမင်္ဂလာပါအခုပြောပြမှာကတော့အကြံကုန်ဂလုံစားချက်ဆိုတဲ့စကားပုံလေးဘယ်လိုဖြစ်လာလဲဆိုတာကိုပုံမြင်ကလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဟိုးရှိတုန်းကတောအုပ်ကြီးတစ်ခုထဲမှာငကားလူလင်မျိုးလေးတစ်ပါးဟာတဘာဝလှတရားတွေကိုခန်းစားရင်ပျော်ပျော်ပါပါလဲပတ်နေတဲ့အဲ့ဒီချိန်မှာပဲကောင်းကင်ရန်ထက်ကနေငကားတို့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ဂလုံမင်းကအစာရှာထွက်လာရင်အောက်ကငကားလူလင်ကိုမြင်သွားတဲ့ဟာဒီနေ့တော့ငကားသားစားရပြီဟေ့ဆိုပြီးဂလုံမင်းဟာအရှိန်ဟုန်ပြင်းပြင်းနဲ့ကောင်းကင်ကနေထိုးဆင်းလာတော့တာပေါ့ငကားလေးဟာရန်သူတော်ကြီးဆင်းလာတာကိုရိပ်မိလိုက်တဲ့အခါကြောက်လန့်တကြားနဲ့ပုံးခိုစရာနေရာရှာပါတော့တယ်ကံကောင်းချင်တော့အနီးနားမှာတောကစားထွက်လာတဲ့ဘရင်ကြီးနဲ့စစ်တီတော်တွေကိုတွေ့လိုက်ရတာမို့ငကားလေးဟာချက်ချင်းပဲစစ်တီတော်တယောက်အတွင်ဖမ်းဆီးပြီးလူအုပ်ကြီးကြားထဲမှာဝင်ရောက်ပုံးခိုလိုက်တဲ့ဒါပေမဲ့ဂလုံမင်းကြီးကလည်းညံမျောမြင်ကြီးမသူပြီးဒီငကားဟာငါလက်ကလွတ်အောင်ဘရင်စစ်တီတွေကြားထဲဝင်ပုံးသွားတာပဲဆိုပြီးသူကိုယ်တိုင်လည်းစစ်တီတော်တယောက်အတွင်ဖမ်းဆင်းကဘရင်တက်မလို့ထဲမှာဝင်ရောက်ရှောက်ပြီးပါလေရောပါနဲ့တဲ့ငကားလေးကဂလုံမင်းသူ့နားကပ်လာတာကိုသိလိုက်တာနဲ့အနီးနားကဖြတ်သွားတဲ့ခရီးသွားဖွဲ့တွေကိုကူးပြောင်းပြီးခရီးသည်အတွင်နဲ့ထပ်မံပုံးရှောင်ပြန်တဲ့ဇွဲမလျှော့တဲ့ဂလုံမင်းကြီးကလည်းအော်ခရီးသည်တွေကြားထဲရောလိုက်ပြန်ပြီကိုဆိုပြီးခရီးသည်အတွင်ပြောင်းကထက်ချက်မကွာလိုက်လံလျှောက်ဖွေတဲ့ဒီလိုနဲ့လိုက်တန်းပြေးတန်းကစားရင်ပင်လယ်ကမ်းဆက်ကိုရောက်လာကြတယ်ငကားလေးဟာပင်လယ်ပြင်ကြီးကိုမြင်လိုက်ရတာနဲ့ဝမ်းသာအားရမူလာငကားအတွင်ပြန်ပြောင်းပြီးရေထဲကိုဝုန်းကနေခုန်ဆင်းပြီးငကားပြည်ကိုလွတ်မြောက်သွားပါတော့တယ်ဂလုံမင်းကြီးခမမှာတော့ပဇန်သားရောက်မှအစာလွတ်သွားရလေတော့အင်မတန်မှနှမျောတတ်တာဖြစ်ရရှာတယ်ဒါပေမဲ့မာနာကြီးပြီးအရှုံးမပေးခြင်းတဲ့ဂလုံမင်းဟာဒီနဂါရေထဲကနေဘရော့ပြန်တက်လာမလဲတက်လာတဲ့တနေ့တော့ငါအစာပဲဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါနဲ့ပဲကန်းဆက်မှာရှိတဲ့စားချက်လုပ်သားတွေကြားထဲမှာစားချက်သမားအသွင်ဖန်ဆင်းပြီးနဂါကိုစောင့်ပြီးဖမ်းမှုအကြံထုတ်လိုက်တော့တာပေါ့နေပူကျဲကျဲထဲမှာပင်ပင်မမတ်စားချက်ရင်နဂါပြန်တက်လာမယ့်ရက်ကိုတနေ့ပြီးတနေ့စောင့်မျှော်နေရှာတယ်ရက်တွေသာကုန်လွန်သွားတယ်ငကားကတော့ပြန်တက်မလာတော့ပါဘူးနောက်ဆုံးမှာတော့ဂလုံမင်းကြီးဟာမိမိရဲ့ဂုံတိတ်ခါအင်အားတွေနဲ့မလိုက်ဖက်တဲ့စားချက်လုပ်ငန်းကိုလုပ်ကိုင်ရင်မဖြစ်နိုင်တဲ့အရာကိုစောင့်မျှော်ရင်းနဲ့ပဲအိုမင်းရင်ရောပြီးအဲ့ဒီစားချက်ဖိုလေးထဲမှာပဲအသက်ကုန်ဆုံးသွားရရှာတဲ့ချစ်တို့ရေဒီပုံမြင်လေးတွေကဂလုံမင်းကြီးလိုပါပဲတခါတလေမှာကိုစူးစမ်းနေတဲ့အရာတစ်ခုကမဖြစ်နိုင်တော့ဘူးလမ်းဆုံးနေပြီဆိုတာသိရနဲ့ဇွတ်တရွတ်ဆက်လုပ်နေမယ်ဆိုရင်ကိုယ့်ရဲ့ဂုံတိတ်ခါလဲကြအချိန်တွေလဲကုန်ပြီးအကြံကုန်ဂလုံစားချက်ဆိုတော့အကျိုးမရှိဒုက္ခလာလာတွေးတတ်တယ်ဆိုတာသတိပြုစရာပဲဖြစ်ပါတယ်